သားစု family trip ကြီးอ่ะဆိုရင်ဖြစ်အောင်မြင်ခဲ့ပါပြီညင်းနဲ့အောင်မြင်ခဲ့ပါပြီဟိုတော့ရန်ကုန်ကနေပြီးတော့စပြီးတော့မော်လမြိုင်ကိုသွားနေပါပြီစားကလေးရနောက်ဆုံးတက်မှာပေါ့နော်သွားနေပါပြီအဲ့ဒါအထူးတန်းပေါ့နောက်ဆုံးတန်းပါကလေးတက်တိုက်ပါဖရားကြီးရောက်တဲ့အခါမှာမနက်စာစားကြပါတယ်ဖရားကြီးရဲ့ဆိုင်တော်တော်များတော့စားလို့ကောင်းပါတယ်အတီးရတို့ကတော့ point ဆိုတဲ့ဆိုင်လေးမှာစားကြပါတယ်အဲ့ဆိုင်လေးကကားဆရာကြီးတို့လည်း free ကျွေးပါတယ်အရသာအောင်စီလီရောမစိုးပါဘူးကဲအခုတော့ကြိုက်ပေါ်တော့လက်ရောင်းငါလည်းပြလိုက်တယ်မဲ့ရှင်ဒါကြောင့်ဒီကားလေးမကြောင်ရဘူးမိုင်းဘုတ်ပေးသွားလိမ့်မယ်ရပြီအဲ့လောက်ဆိုရပြီခုနရေထဲကြာတော့မယ်ကြိုက်ပေါ်လို့မဲ့ရှင်ဖရားရောက်ပါပြီဖရားရောက်ပါပြီဒီမှာတော့ချစ်ငတ်မောင်နှံလေးပါချစ်ငတ်မောင်နှံလေးပါဒီဖရားမဖူးဘူးသေးဘူးနော်ဟုတ်လားဆိုင်တော့ပြန်တော့ဒီဝင်တာဒီဖရားပဲလားဟောအဲ့ဒီဖရားလားဟောမဟုတ်ကမတူတော့လို့ပါခံစားလိုက်ရတယ်မရောက်တာကြားလို့ပါကဲဖရားရှိခိုးကြိုက်ပေါ်လို့ကြိုက်ပေါ်လို့မဲ့ရှင်ဖရားပါကဲတန်လွင်မြကြီးနော်တန်လွင်မြေဒါမှကားကားလည်းနေမှာတန်လွင်မြေကြီးလေစီတော့တင်မောတော့စီလို့ရတယ်哎呀，都当头那个，我们当，你来一当，记得路呀。我那来个米酒公司来呀。我给他们那个那个嘛。然后就不点的。那个那个好的。你来哇。တန်နေတော်ကြီးဖြတ်နေတော်ကြီးလမ်းတိုင်းကိုရောက်ပါပြီရှင်哎，我没有，那么这个是要烧的，那么这个烧的。我找啊，家没找我，找我。烧的，我这有干的呀。他干哪里？我不啊。对嘞嘞。
ဟာလားဒီကျိုးကကောင်းတယ် တန်နေတရားပေါ်လို့ရောက်မင်းနိုင်တယ်ကောင်းတယ် ကဲမင်းသမီးတွေဆဲပါပြီကားပေါ်ကနေလာတွဲ ဘာမှမဆော်ဘူး ပြေး ဘာမှဝိုင်းဘေးဝိုင်း ဟိုမှာရှိတယ်ကိုကြီးကဟိုဘက်မှာတကား မင်းလိုက်သားလေလာတော့ဆိုင်ကားဆိုင်ကလေးကြည့်ကဲခုတော့ဒီနေရပါပြီမော်လမြိုင်ရဲ့မော်လမြိုင်တန်လင်းတသားရဲ့နဲ့ဆင်းလာပြီးခါမှာအဝိုင်းကိုတဲ့ဖြတ်လာလို့ရှိရင်အဝိုင်းကိုတဲ့ဖြတ်လာလို့ရှိရင်ဥမဲအပြိုကြီးထမင်းဆိုင်ရောက်ပါပြီဒီအပြိုကြီးထမင်းဆိုင်မှာထမင်းစားပါမယ်ထမင်းဆိုင်ရောက်ပါပြီပါတယ်နော်ဘေးရစားဝဲလာပါစားဝဲဒါနဲ့စားတော့ပြင်ဟုတ်ပါပြီချက်ကျော်တ金角。နေပါဟင်းတွေကတော့အများကြီးအစုံရှိတယ်ပြီးတော့သမင်းစားနာကြပါလိမ့်ကဲဒီမှာအပြိုကြီးသမင်းဆိုင်မှာရှယ်ဆွဲဝက်ကလေးစားကြက်ဦးချမောင်ကျော်ဘဲပေါင်းပဇွန်တော့ပဇွန်ဟင်းကြက်ကျော်ရှယ်ဆွဲဖွဲ့ဒီမှာ light house ဘေးပဲဒီမှာ light house တွေ့ပြီဒီမှာလေဟို light house လေးဟိုမှာလေးဘေးနားမှာလေးဟိုမှာလေးရှိတဲ့မှာလေးရှင်းတယ်မှာဟုတ်တယ်မှာလာရောက်တွေ့ပြီလာရောက် ဟိုမှာတရားကြီးကရဲ့ပဲရှိတယ် ကဲအဲ့ဒါရှိမှာ ဟုတ်တယ်အဲ့ဒါပြေတော့လည်းပြီနော်မသိဘူးရှင်းကြီးတော့ရှင်းပဲမိုက်တယ် ရှင်းရိုက်တယ်ဒီက ဟာဒီမှာတော့ view ကိုကြည့်လိုက်မိုင်းနေပါမယ်။ဟိုတယ်ရှိရ view ကမိုင်းနေ။ ထိုင်းရုံကိုင်းနေတာတပ်လည်းစောစောမှထေးချိုးတော့ တော့ပါလို့ပေါ်လို့ရတယ် ဆိုင်မျိုးပြသွားတယ်လမ်းမှာ ဒါကြိုင်မရောဖေးကြိုင်မရောမြို့တမလို့ခုနကမော်လမြိုင်မြို့ကြီးနော်တမလို့ခုနဟိုတယ်ကမော်လမြိုင်မြို့ကြီးနော်ဒါကဟိုကြိုင်မရောမြို့ရောက်လာနော်ကြိုင်မရောမြို့ရောက်လာမိုင်းရန်လာနေမမလေးရာမညမြေရောက်နေမမလေးရန်လာနေနော်ယူရန်လာနေဒါကဘာလဲရှင်စောဘူးဘီယမ်မာကြီးတဲ့ဖះအကြောင်းတော့လှနေမှာမွန်မာလေးတွေလှနေပါလားဒါရှင်စောဘူးဘီယမ်မာကြီးပေါ့နော်တဲတဲ့အကိုတိတာပေါ့နော်အဲ့လိုမျိုးတိထားတယ်ဒါပေမဲ့အရှိရောက်မှမဖះသမိုင်းနေပါရှိရဆိုဖက်ကြည့်လိုက်အောင်မတိချာကြီးအတိချာကြီးတော့ကိုကမတိဘူးပေါ့နော်အခုမှရောက်ဖို့ရဆိုတော့ကြိုင်မရောမျိုးရဲ့ကြိုင်မရောဖះကြီးရောက်နေပါပြီလာတဲ့လမ်းမှာအရန်လှတယ်ထန်းတော်ကြီးနဲ့တော့လှတယ်နော်လှနေရောတိုင်လုံးယူချက်ရောက်တိုင်လုံးယူလှနေပဲဖေကအေးချမ်းပြီးတော့ရှင်နေပဲဒီမှာအိုးတော့ဒီမှာအများကြီးမဖတ်ခဲ့လို့ကျမွေးစားဖြစ်တော့နားငယ်တွေများတော့ဝင်တော့နားကြီးတွေမြင်နေပါပြီဖေအိမ်မက်တွေထပ်ဟုတ်လားဟုတ်တယ်ဟုတ်ဘူးလေကောလာမင်းရဲ့အိမ်က16ချက်ပဲရှိရမလားဒီမှာဟုတ်တယ်16ချက်ပဲလေနော်ကောလာမင်းအိမ်မှာ16ချက်ကိုသေးကြလုံးဝနော်ဒီမှာကျ
ဟိုလိုမျိုးလေဗရေုံလေးရွှေတယ်ငွေတယ်နဲ့ပဲလုံးဝနော်လှုပ်ထားတာ ငကားပဲကြည့်ဒီမှာငကားပဲကြည့် ဟုတ်ဟုတ် ဘယ်အရောင်လှနေရော ဒီမှာနော်တော်တော်ကျက်လက်ရမြောက်တာကျက်နော်ဒီမှာကျုံအကုန်လုံး ကစား လေးဘက်လေးရန်လေလေးဘက်လေးရန်ရှိသမျှဟုတ်ကွယ်ဒီလိုမျိုးရွှေချက်ငွေချက်တင်နေကိုရွှေချက်ငွေချက်ကိုမမနော်လုံးဝမချက်အကြွရေပတ်လေထိုးလာတာနော်ပတ်လေထိုးလာအတိုင်းလုံးလေးရောနော်ဒီမှာဖះရှိကိုပဲ ဟိုမင်းပြန်လာတယ် ပတ်တရားနေပြီးတော့စောက်ပြီးတော့ဒါဒီမှာရှိနေလို့ဒီသားကိုပဲဖားဆိုတော့သူကဒီမှာဘယ်မှာရဲ့နန်းနန်းပြီးရင်ဒီကနေပြီးတော့သူကဖူးရတာပေါ့နော်ဖူးပြီးတော့ပြီးတော့ဒီပြားကြီးကိုစောက်ရှောက်တာခါနေရခဘိုးကြီးနဲ့ရခဘိုးကြီးရှိတယ်ဘိုးကြီးနဲ့ခါတော့ပြီပေါ့နော် ပြီးတော့သွားမယ်လေ ဒီမှာလေးဒီတော့မှရှိတယ်ဒါဆူတောင်းလို့ရတယ်ဒါဆူတောင်းတရေဆူတောင်းကြည့်တယ် တော့ဖះရင်ဖိုးလာအောင်ဒီမှာရှင်စောဖို့ဘီရင်မကြီးတီထားကိုးပဲပူစောတဲ့ဖះကြီးပေါ့နော်အိုးတပ်ပယ်လိုက်တာပြီးလို့ရှိရင်သူကတေးပေါ့နော်ဒါဖះကြီးရဲ့ဒီအရှိတက်တယ်ပေါ့ဖះကြီးရဲ့ဒီအရှိတက်တယ်မှာဆိုလို့ရှိရင်တော့ရှင်စောဖို့ဘီရင်မကြီးရဲ့နှစ်နန်းရှိရဲ့တဲ့နှစ်နန်းရှိရဲ့ပေါ့နော်နှစ်နန်းရှိရဲ့တဲ့ဆိုဟောဒီမှာဘီရင်မကြီးတွေ့သူကဒီကနေပြီးသူတီထားကိုးခဲ့တဲ့ဖះကိုသူကဖူးမြော်တာပေါ့နော်ဖူးမြော်တာဒီမှာမွန်ဘီမာကြီးရှင်စောပူရဲ့ပုံတော်မေတော်ပေါ့နော်မေတော်ကြီးပြင်မာကြီးမေတော်ကြီးမေတော်ရဲ့ပုံတော်ဒီကနေတော့သူလှူဒန်းတဲ့ဖះကြီးဖူးတယ်ပေါ့နော်အဲ့လိုပေါ့ဖះကြီးကိုဖူးတယ်ပေါ့အဲ့လိုပြောရမှာပေါ့နော်ဒီမှာရှိပါတယ်ဘာမှမရှိပါဘူးအဲ့ဆိုတရားကြတော့မင်းပြင်းမိုင်းရှင်စောပူတဲ့ဘောနော်ဒါချုံပေါ်ပတ်စင်ချင်းမပြူရတာတဲ့ဒါပြင်းမိုင်းရှင်စောပူရဲ့သူ့ရဲ့ပုံမှန်ပေါ့နော်ပြီးတော့ဒီမှာကြတော့ဒါဒီဖះကြီးကိုစောင့်ရှောက်တဲ့စောင့်ရှောက်တယ်ပေါ့နော်စောင့်ရှောက်တယ်ရက်ခါကြီးပေါ့ဘေးကနေတက်တယ်ဆိုလို့ရှိရင်ဖေးဟိုဘက်ဘေးမှာလားဇေဒီကဩဇေဒီလည်းတည်ထားတာပေါ့ဒီမှာဇေဒီတော်ကြီးဒီမှာဇေဒီတော်ကြီးအိုးဒီမှာဇေဒီတော်ကြီးဒီဘက်မှာလည်းဖျားတွေအများကြီးပဲတီးထားတာပေါ့နော်တီးထားကိုပဲထားဟောမှာငကယုံဖျား
ဝင်းရအကျယ်ကြီးပေါ့ဝင်းရအကျယ်ဟိုကကြိုက်သေးရောပုံလို့တယ်ဝင်းရလေအကျယ်ကြီးပဲကျဲငယ်ဒီဘက်မှာဆိုတိတ်ဆိတ်နေတာပဲဟိုမှာကြိုက်ချီကိုစီတော့ပုံလူရှိတယ်ဒါပေါ့နော်ကြိုက်ချီကိုပုံလူရှိတယ်ဒီမှာကဘာလုံးဖျားဒီမှာငကယုံဖျားကြီးငကယုံဖျားကြီးပတ်ပတ်လဲမှာလေဖျားကြီးအများကြီးပဲဖျားကြီးအများကြီးနဲ့ဝင်းရအကျယ်မိုးချုံနေပြီဈေးပိတ်သွားပြီဈေးကမနှက်အဓိကထားတာတည်းရေးစီမုတ်ရေးစိမ်မုတ်ကိုမစားပဲငတ်တော့ရေးစိမ်မုတ်ဒီမစားပဲမော်လမြိုင်မပြန်နဲ့ဒါကတော့အခုကန်းနာလန်းညဈေးရောက်နေပါတယ်ဒီမှာပေါက်တွေပေါက်တွေပါနာလန်းမဲဟိုမှာမြင်းလဲနဲ့မရဖိုင်တယ်ဝါဟိုကမြေးစာတယ်မြေးစာဒီမှာငါပြောတာကန်းနာလန်းဒီစိမ်ကိုတယ်ရှားကြတယ်ဒါပေမဲ့မိုက်တယ်အဲ့အုံးသေးနုနုလေးလေဆက်ထည့်ပေးလိုက်မိုက်တယ်ရှိပါရဲ့ဆိုင်ဟောဒါဝတ်တဲ့ချင်းငါ့ကိုပြောတော့အဲ့ဒီကလဲမယ်ကိုကလည်းလဲမယ်ဟောလဲချင်းကိုမရဘူးဟိုမှာလဲချင်းမရဘူးလေဒီမှာဘာသာရှိရဲ့ဒီပွဲလို့ပြောတကူရကီကြောလုံးကြောလုံးဒါကဒီမှာကြော်မသွားနဲ့တဲ့ပြင်ပြန်လာခဲ့မလားခုခဏကြော်လိုက်နေဒီမှာရေစိမ်မုတ်တီတို့ရိုးရရေစိမ်မုတ်တီဒါတို့ရိုးရရေစိမ်မုတ်တီဆိုင်ရေစိမ်မုတ်တီဘာလဲပတ်ဆက်လာဆိုင်ထားပါလားဘာလို့လုံးမလဲပတ်ဆက်ဝဝမယ်တူတယ်ပတ်ဆက်ဝဝရတယ်ဒီကောင်းတော့ဆန်းနေမှာပေါ့စကန်ရှိလို့အေးလေဒါတော့ဒီမှာထိုင်စားလိုက်ကန္နာပတ်ဆက်ထုတ်ပါမယ်ဟုတ်ပြီလားအရင်ဆုံးစားလိုက်မယ်စားပြီးမှဟိုဘက်ဆက်ချောင်းမှာဘိုက်ချောင်းအောင်လို့နော်အဲတခါခဏနာဒူရိုးရရေစိမ်မုတ်ဒီဇိုင်းမှာစားပါမယ်ရှင်ရေစိမ်မုတ်ဒီဇိုင်းမှာစားပါမယ်ကြော်နဲ့စားကြော်နဲ့လိုက်တာစားအဲ့နဲ့ကဲအခုတော့မော်လမြိုင်ရေစိမ်မုတ်ဒီစားရပါပြီရှင်ကဲကန္နာလည်းညာချင်းပါပါကဲသမီးတွေထည့်မယ်မတ်တရားကတော့၄ဘက်နာရှိတော့ပဲမထည့်ဘူးโอเคအရင်ချင်းစီလေးတစ်ချမ်းလောက်နှိထည့်ပေးပါဟုတ်သားအင်္ဂါရဲနဲ့ညီအောင်စားရမယ်အနိမေပဲမောင်မစားဘူးခိုင်းညီစီတယောက်စားလားပဲမောင်စားရတဲ့ပဲမောင်စားရတော့လက်ထိမယ်နော်ထည့်လိုက်ပါမိုးချုပ်တယ်โอเคကျမကတော့6လောက်ကိုက်လို့မစားတော့ပါဘူးလှိလိုက်ပါကြာပြီကန်တော့ကွက်လှိထည့်လိုက်အေးအဲ့လိုလှိထည့်လိုက်စားတော့ပါဘူးခဲနေပြီအဲ့ဒီကတော့တစ်ချမ်းထည့်ကြီးလှိပါရဲ့ရတယ်လက်ထိပါရှင်ကျွန်တော်ကြောက်လို့ပါရှင်မောမလေးပေါ့တူကြီး3ယောက်မောမလေးစားကြသည်တတမော်လမြိုင်ရေစိမ်မုတ်တီလေးလာစားကြတာလားဒီနေ့တော့3ယောက်တည်းလာစားတယ်။နေ့ပြန်ကြမှာလူကြီးတွေခေါ်လာပါပဲဒီနေ့ကလူကြီးတွေတွားပြီးတော့ပြင်မဲလို့မတက်နိုင်တော့ပါဘူးမတက်နိုင်တော့ဘူးလာနိုင်တော့ပြင်မဲလို့များသွားကြပါဘူးဒီမုတ်ကြီးကိုပြောတော့ဖြစ်စီပေးစားတော့ဘူးမလေးနော်ဒီဒိုရိုးရရေစိမ်မုတ်ဒီဆိုင်တော်တော်ကောင်းတယ်နော်တော့စားကောင်းပါတယ်ကျွန်တော်ပထမဦးဆုံးစားဘူးချင်းဖြစ်ပြီးတော့အရန်ကောင်းပါတယ်အရန်ကြိုက်သွားပါတယ်ရန်ကြိုက်တယ်နောက်ဝဲအောင်စားလိုက်အဲအကြောင်းပြောရလေတချို့မှာအရင်ကိုအရှိရစီနေရရမှာဒီရေစိမ်မုတ်ဒီပြောတာရေစိမ်မုတ်ဒီစားချင်တာလည်းမော်လမြောင်ထက်လာချင်းသေးပြီးပောက်သွားမယ်ဆိုတာတကယ်စားလို့ရတယ်အဲကြောင့်နှစ်ပွဲအောင်စားလိုက်ရန်ကောင်းရန်ကြိုက်တာပါလေအချက်ကြော်မသွားနဲ့တပ်ပူရပြီးစားမှာဒီစားမယ်ဆိုတော့လုံးလောက်ဒါဟိုဝတ်တချင်းထိုင်းရလေတချင်းကျောက်ကျော်
ဒါစားဝတ်တက်ချင်းရဲ့ကြက်ဦးကြောင်း 这边我当不上。 ဟောတော့ပဲစားတယ် 那片家嘛，那片一直我给你杀了，那片家我得写的，哎哩。 အုံးကြီးရေခဲမုတ်စားပါမယ်အေးပဲမချမ်းပဲမယ်အုံးစိမ့်အုံး ရောက်တုံးလေးစားကြပြီ စားတော့ဘယ်နေရာရောက်စားတယ်ဘယ်နေရာရောက်စားပါလဲကနလာအုံးကြီးရေခဲမုတ်အိုးမအုံးကြီးရေခဲမုတ်ထည့်နေပါလေထည့်နေပါလို့ရှင် 这是老油炒呀梅，汉姆炒呀梅，不地油炒呀梅，哇我们不要烧高了。 如果要穿那干嘛买牙膏没牙膏 那我们见了，我们家没有哦对这些人都录着了啦好了那股带太呗那股我这个我们那边没我们欧尼的龙呢 什么意思？你好，你这弄的呀？我家猫也来了。 我们那边没烟口，养我啊你这样烟口你，大爷，你这几，大家都不，也没那位，好记住吧你还养我吧这对吧？记住吧OK吧 而家冇二票俾你，加都有。哎公啦大尾ကျန်တော့ဘယ်လိုရောင်းလဲ1500 ချောင်းထောင်းလိုက်ရ အဲ့ဆက်လိုက်ဒီကြောင်ပူတော့မပူတော့နော်ဟုတ် ဒေးချောင်းလို့တော့မလျှော့ပေးတော့ဘူး9000ပေးထားလိုက်နော်အေးလေတကားလေးလေး60ဆို6000 ခဏလေးဒီမှာအကျွေးရှိတာမသိဘူးမရှိရင်တော့တောင်းနေပေးလိုက် 来，这边扣嘞。 ဒီမှာရရထောက်လာပြီတော့ဘမအချင်းစမ်းမေးသေးရလားဟုတ်ဘူးအမုံလေးလားဟောအထုပ်လေးနဲ့ပေးရ ဖေးရ အဲ့ပါစားကြည့်ရပါနောက်ပြန်ညစောစောလာရင်ပူပူနွေးနွေးလေးကြော်ရရမှာပေါ့နော်နောက်ကနောက်ကြောက်ပါ ဒီပါ ကြောက်ချူချူမလမြိုင်ရဲ့ဟိုဟာလေငုံဥကြော်ငုံဥကြော်ငုံဥပေါ်မှာကွာတော့အသေးရတယ်ငုံဥဆူရှိတဲ့မမြင်မဆမ်းမပြငုံဥဆူရှိလဲဝယ်လိုက်ပြီဟာမော်လမြိုင်ရမဖြစ်မနေစားရမယ်အစားအစာတွေ ဒါပါလေ ဟဲ့ဒါလည်းစားရမှာဒါမနေ့ပြန်မှစားတော့မယ်အခုကမစားနဲ့တော့ 就烤毛的，没骗人。没看毛。 တို့တူကျောက်ခါမုတ်အဲ့ဒါမနေ့ပြန်စားရမယ် စားမယ်ဟာ အဲ့ဒါဗမာမုတ်စုံမမုတ်စုံ အဲ့ကတော့မဆိုင်နော်ရုပ်ပဲဘလို့ရလဲခါရွယ်ငယ်တော့အတိုင်းဟမ်အစားစားရှိရ စားစားပဲ 第一家不知道播不到嘞。 ခပ်ပြပါလား 下边 ခရီးပါလား19,900ဒီမှာလည်းကြည့်စရာလေးကြဒီလိုလေးရ 超高来呀， ဟုတ်တော့နော်19,900ဟောတော့အဲ့လိုကြီးတာမလားနဲ့စား နောက်ပြီးကျူးရယ်ရှိပါအဲ့တော့အယုတ်ဆိုင်မှာအယုတ်ကျူးရယ်ရှိပါတယ် အေး